စင်းရဲသားတိုင်းဟာတခိုးမဟုတ်ဘူးစင်းရဲလို့တခိုးဖြစ်တာမဟုတ်ဘူးခိုးကျင်လို့ကိုတခိုးဖြစ်တာလက်ကြောမတင်းလို့တခိုးဖြစ်တာတခိုးဆိုတာစင်းရဲလဲခိုးတယ်ချမ်းသာလဲခိုးတယ်ဗီဇကိုမြစ်တာနဲ့ပြင်လို့မရဘူးအဲ့တော့ခိုးတာဟာမှန်တယ်လို့တော့မဟုတ်ဘူးခိုးတာကိုမှန်တယ်လို့တော့မပြောကြနဲ့ပကံလေး73ချက်ခိုးလဲတခိုးအတူတစ်ချောင်းခိုးလဲတခိုးဖက်နဲ့တရံခိုးလဲတခိုးအဲ့တော့လက်ကြောတင်းအောင်အလုံးလုံးစားရမယ်ဆိုတာကိုပဲနောက်မျိုးဆက်ကိုလုပ်ပါစကားအစိတ်မခတ်ကြပါနဲ့အခွင့်အရေးပေးတာဘာဖြစ်တယ်လဲအခုဂတိပေးထားပြီလေအဖွားကအဲ့တော့မပေးရဘူးလားပြုတ်ပြင်လို့မရဘူးလားစောင့်ကြည့်ပါအောင်စောင့်ကြည့်ပါအောင်ဟုတ်လားအခွင့်အရေးလည်းပေးပါကူပါကဲပါပေးပါကမ်းပါဒါပေမဲ့မှန်တယ်လို့တော့မလုပ်ပါနဲ့နော်မရှိလို့ခိုးစားတာမှန်တယ်လေဟုတ်လားစင်းရဲဘူးကြလားစင်းရဲဘူးရင်အစကားမပြောနဲ့ဒီလိုပြောတယ်စင်းရဲတဲ့သူတိုင်းကဘာအရရက်မှာကျမတို့နိုင်ငံမှာစင်းရဲတဲ့သူတိုင်းတခိုးဖြစ်နေလို့လားမစင်းရဲဘူးရင်အစကားမပြောနဲ့လို့ပြောတဲ့သူတွေစင်းရဲတဲ့သူတွေအများကြီးဗျစင်းရဲတဲ့သူတိုင်းကိုစင်းရဲသွားစရာမလိုဘူးစင်းရဲတဲ့သူတိုင်းတခိုးမဖြစ်ပါဘူးကိုချင်းတရားကိုတန်ဖိုးထားပြီးတော့မှစင်းရဲပြီးတော့မှအလုတ်စူးစားပြီးတော့မှနော်တခါတည်းကုန်လေရှိတဲ့ဟာလေးနဲ့ဘဝရက်တည်နေတဲ့စင်းရဲတဲ့သူတွေအများကြီးရှိပါတယ်စင်းရဲသားတွေတိတ်ခါကြအောင်မပြောနဲ့စင်းရဲတဲ့သူတိုင်းတခိုးမဟုတ်ဘူးစင်းရဲတဲ့သူတိုင်းသူများပစ္စည်းကိုမခိုးဘူးအဲ့တော့တချို့အရာတွေဟာဆန္ဒတွေမစောကြနဲ့ဗီဇကိုမြစ်တာနဲ့ပြင်လို့မရဘူးကူလို့လည်းရတယ်ကဲလို့လည်းရတယ်ပေးလို့လည်းရတယ်ကမ်းလို့လည်းရတယ်ဒါပေမဲ့မှန်ပါတယ်လို့တော့မပြောပေးနဲ့မမှန်ဘူးနောက်လူတွေကျမတို့တွေညံရင်ညံသွေးတွေဆိုတာအမျိုးစုံရှိတာဟာဒီလိုခိုးတာတော့ဘာမှမဖြစ်သွားဘူးကြည်စမ်းဒီလိုခိုးတာတော့မှငတ်လို့ခိုးတာဒီလောက်ကလေးခိုးလိုက်တာငတ်လို့ခိုးတာငတ်ရင်ခိုးလို့ရတယ်ဆိုတဲ့ဟာမျိုးမဖြစ်သွားဘူးလားငတ်ရင်ခိုးမှာပဲငတ်ရင်လူမှာပဲငတ်ရင်တိုက်မှာပဲဟောငတ်ရင်တတ်မှာပဲလို့မဖြစ်သွားဘူးလားခိုးမယ်ခိုးလို့မိရင်လူမယ်လူလို့မိရင်တိုက်ယူမယ်တိုက်ယူလို့မှမရရင်တက်ယူသွားမယ်အဲ့ဒီအထီကိုတာဝန်ယူနိုင်ကြလားတာဝန်ယူနိုင်သလားခိုးတာမိသွားလို့ပဲကျမစီမှာအတန်ဖိုင်နေရှိတယ်ဒီတခါတည်းပကံ73ချက်ခိုးသွားတဲ့ကိစ္စတွေမဟုတ်ကျမစီမှာအတန်ဖိုင်နေရှိတယ်အမြဲလာပြီးခိုးနေတာအမြဲပါနေတာတဲ့အဲ့ဒီနာဆိုင်နီးပါချင်းညီမတွေကကျမစီကိုအတန်ဖိုင်နေပို့ထားတာရှိတယ်သူဟာအမြဲတမ်းခိုးနေကြဆိုတဲ့အကြောင်းအရာတွေကိုကျမစီမှာအတန်ဖိုင်နေပို့ထားတာရှိတယ်ပွဲဆက်တွေမရှိကြလို့မပြုံးမကြံတော့တာအခွင့်အရေးလဲပေးပါအခွင့်အရေးပေးလို့ရပါတယ်ပြုပြင်လို့လည်းရပါတယ်ပြုပြင်ဖို့အခွင့်အရေးပေးရမယ်ဟုတ်တယ်မှန်တယ်ငါတို့ပတ်စံနဲ့ငါတို့လူတာနေတို့ပတ်စံဘယ်နှပြားပါလို့လဲကျမတို့ကတော့အစိတ်ပင်ရေးမလားဘူးမလူဘူးမပေးဘူးနေလူလို့လာပြောနေရလားမလူဘူးမပေးဘူးချီအကောင်းကြီးလက်အကောင်းကြီးဟုတ်လားချီကောင်းလက်အကောင်းကြီးကျမတို့အဖေအသက်85နှစ်အခုချိန်ထိအလုပ်လုပ်နေတော့သူပတ်စံသူရှာသုံးနေတော့အလုပ်လုပ်နိုင်တဲ့အသက်အရွယ်ရှိနေတော့မလို့အလုပ်လုပ်နေတော့သူပတ်စံသူရှာသုံးနေတော့ဟုတ်လားချီကောင်းလက်ကောင်းတန်မာမာကြီးမပေးဘူးကျမဘာဖြစ်လို့နေရဝင်ပြောနေလဲနေနဲ့ဆိုင်သလားဆိုင်တာပေါ့တိုင်းပြည်ရဲ့အနာဂတ်အတွက်တိုင်းပြည်မှာရှိတဲ့နောက်မျိုးဆက်အတွက်စကားအစိတ်ဖြစ်လို့ဝင်ပြောတာစကားအစိတ်ဖြစ်စေတယ်မပြီးသေးဘူးလားကာယကံရှင်တွေကပြီးနေပြီမပြီးသေးဘူးဆိုရှယ်ပေါ်မှာအဲ့ဒီကိစ္စတွေကရှင်သန်နေသေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုစကလုံးတွေဟာအစိတ်အတောက်ဖြစ်စေတယ်ဆိုတာကိုဝင်ပြီးထောက်ပြတာကျမကိုဆဲလဲမဆဲနဲ့ကျမကိုဆဲလို့လဲကျမကဘာမှမဖြစ်သွားဘူးကျမကထောက်ပြတာပရဟိတကြီးများကကုလို့ရတယ်ကယ်လို့ရတယ်ပေးလို့ရတယ်ကမ်းလို့ရတယ်စကားအစိတ်တော့မခတ်နဲ့ပြည်သူလူထုကိုကိုပေးခြင်းပေးကမ်းခြင်းကမ်းအဲ့ဒီမှာကိုအိမ်ခေါ်ထားခြင်းလဲကိုအိမ်ခေါ်ထားကြအိမ်ခေါ်ထမင်းကျွေးထားအိမ်ဦးကမ်းမှာတင်ထားဟုတ်လား
ဒါပေမဲ့လူငယ်တွေကိုစကားအစိတ်မခတ်နဲ့အဲ့တော့လူတွေရဲ့အများမှာဘာဖြစ်လဲဆိုတော့အစင်မပြေရင်ခိုးလို့ရတယ်အစင်မပြေရင်လူလို့ရတယ်အစင်မပြေရင်တိုက်လို့ရတယ်ပကံလေး73ချက်ခိုးတာဘာမှမဖြစ်ဘူးရွှေဆိုင်ခိုးတာမဟုတ်ဘူးစိန်ဆိုင်ခိုးတာမဟုတ်ဖုံးဆိုင်ခိုးတာမဟုတ်ဘူးအင်ဂျီတွေအဝတ်ထည်တွေခိုးတာဘာမှဖြစ်ဘူးခိုးလို့ရတယ်ဘာဖြစ်သွားလို့လဲခိုးမှာပေါ့မရှိလို့ခိုးတာအစင်မပြေလို့ခိုးတာအကုန်တခိုးဖြစ်ကုန်မှာပေါ့ဟုတ်လားမစင်းရဲဘူးရင်မပြောနဲ့ဆိုတော့စင်းရဲသားတိုင်းတခိုးမဟုတ်ပါဘူးစင်းရဲလို့လူတိုင်းခိုးမစားကြပါဘူးဟုတ်လားအဲ့တော့ခဏလေးအတွင်းမှာစကားတွေကိုအကုန်ပြောပြီးတော့မှစကားအစိတ်တွေနဲ့တိုင်းပြည်ကိုစကားအစိတ်တွေမခတ်နဲ့ social media ပေါ်မှာထုတ်လွှင့်နေဆိုရင် social media မှာပြောဆိုတဲ့စကားလုံးတွေကပြည်သူအကျိုးပြုဖို့လိုတယ်ပြီးကျမတို့ကလေအစိတ်တစ်ခွက်ကိုတိုက်လိုက်ရင်လူတစ်ယောက်ပဲတည်တယ်နားအစိတ်ခတ်လိုက်ရင်လူအများကြီးကိုဒုက္ခရောက်စေတယ်အစိတ်တစ်ခွက်ကိုတိုက်လိုက်ရင်လူတစ်ယောက်တောက်မိရင်လူတစ်ယောက်ပဲတည်တယ်နားအစိတ်ခတ်ရင်တော့မျိုးနွယ်စုတစ်စုလုံးတိုင်းပြည်တစ်ခုလုံးကဘာတစ်ခုလုံးထိပျက်စီးသွားနိုင်တယ်နားတဲ့အစိတ်ရောက်သွားရင်ဒါကြောင့်နားအစိတ်မခတ်ပါနဲ့စကားအစိတ်မခတ်ပါနဲ့လက်ကြောတင်အောင်လှုပ်ရှားရမယ်ရိုးသားရမယ်ကြိုးစားရမယ်သူတစ်ပါးပစ္စည်းကိုသူတစ်ပါးမသိအောင်ယူတယ်ဆိုတာမကောင်းတဲ့အမှုဖြစ်တယ်ပကံလေး73ချက်ပဲခိုးတာလေဘာဖြစ်သွားလို့လဲကျွန်တော်သာဆိုလဲလုံးပါပဲเนาะကျွန်တော်သာဆိုလဲခိုးမှာပဲကျမသာဆိုလဲလုံးပါပဲကျမသာဆိုလဲခိုးမှာပဲအမလေးစီးပွားပြင်းလုပ်တယ်ဆိုရင်စိန်ဆိုင်ကိုခိုးမှာပေါ့ရွှေဆိုင်ကိုခိုးမှာပေါ့တယ်လီဖုန်းဆိုင်တွေကိုခိုးမှာပေါ့အဲ့ဒါစကားအစိတ်နာအစိတ်ဖြစ်သွားတယ်မမှန်ဘူးအဲ့ဒါကူလို့ကယ်လို့ရတယ်ကူပါကယ်ပါကူပတ်စံနေနဲ့ကိုယ့်ကိုကူကြကယ်ကြတာအနာဂတ်မျိုးဆက်ကိုလမ်းမရောက်သွားအောင်လို့အတွင်းအခေါ်တွေမှားယွင်းသွားအောင်လို့တော့ကျမတို့ကအဲ့လိုမျိုးတွေကိုမျှဝေလို့မဖြစ်ဘူးမခိုးရဘူးမဖွက်ရဘူးရိုးသားစ조사ရမယ်ကိုလှုပ်အားနဲ့ရတဲ့ဟာပေါ်မှာပဲကိုလှုပ်အားနဲ့ရတဲ့ဟာပေါ်မှာပဲတန်ဖိုးထားရမယ်စသဖြင့်ဒါမျိုးကိုကျမတို့ကနောက်မျိုးဆက်ကိုသင်ကြားရမယ်ဩစာလေးရှင်းလားမြတ်စွာဘုရားဆင်းပြီးအုပ်ချုပ်ရင်တောင်မှလူတယောက်ချင်းစီကဇာရိတမကောင်းနေအဲ့ဒီတိုင်းပြည်မကောင်းဘူးဟိုလူအုပ်ချုပ်လို့ဒီလူအုပ်ချုပ်လို့တွေလာပြောမနေနဲ့မြတ်စွာဘုရားဆင်းပြီးအုပ်ချုပ်လဲနင်တို့ငါတို့ဒီလိုမျိုးလူအများမကောင်းလို့ရှိရင်တိုင်းပြည်မကောင်းဘူးဟိုလူဒီလူကြီးလဲလက်ညှိုးထိုးမနေနဲ့ကိုကောဘလောက်ကောင်းသလဲကိုရောတိုင်းပြည်အတွက်ဘလောက်အကျိုးပြုသလဲဟုတ်လားနိုင်ငံကြီးကိုကယ်တင်ခြင်းနဲ့ကမ္ဘာကြီးကိုကယ်တင်ခြင်းနဲ့လုပ်နေတယ်မိသားစုအတွက်ကိုဘာတွေကယ်တင်ပြီးပြီလဲအရင်စဉ်းစားအောင်သူများတွေကိုအရန်ဂယုဏရှင်ကြီးမေတ္တာရှင်ကြီးလုပ်နေကိုအိမ်ကမိသားစုပေါ်မှာကိုဘလောက်မေတ္တာတွေပေးထားလဲပြန်ပြီးစဉ်းစားကြအောင်ဟုတ်ပြီလားနော်အဲ့တော့မကောင်းတာဟာမကောင်းဘူးဆိုတာကျမတို့ကဘာစကားပဲပြောပြောဟာဒီနိုင်ငံရေးနဲ့မဆိုင်ဘူးနိုင်ငံရေးစကားပြောမှနိုင်ငံချစ်တာမဟုတ်ဘူးပြည်သူအကျိုးပြုလုပ်စရာတွေအများကြီးပြောစရာတွေအများကြီးမျှဝေစရာတွေအများကြီးပြုပြင်စရာတွေအများကြီးနိုင်ငံမှာနိုင်ငံရေးပြောမှနိုင်ငံကိုချစ်တာမဟုတ်ဘူးနိုင်ငံရေးစကားပြောမှနိုင်ငံချစ်တာမဟုတ်ဘူးပြည်သူအကျိုးပြုလုပ်စရာတွေမှာအများကြီးပြောစရာတွေအများကြီးမျှဝေစရာတွေအများကြီးအဲ့တော့တစိမ့်မရှိဓာတ်ကြီးပဲလာပြောမနေနဲ့ဟုတ်ပြီလားနော်အဲ့တော့ကျွန်မပြောချင်တာကစကားအစိမ့်မခတ်နဲ့နားအစိမ့်မခတ်နဲ့လူချင်းရင်လှူကူချင်းရင်ကူပေးချင်းရင်ပေးဒါပေမဲ့ပြည်သူလူထုကိုတော့ false information နေနဲ့စကားအစိတ်တွေနားအစိတ်တွေမခတ်ပါနဲ့လို့ခါတော်မီပရဟိတရှင်ကြီးများရဲ့เนาะဆယ်လီများဆက်တလီများရဲ့ကိုမေတ္တာရက်ခံတောင်းဆိုပါရယ်เนาะ